မင်္ဂလာပါဒီနေ့မှာUnit 6ကိုဆက်ပြီးတော့ဖတ်ပြမယ်နော်ရှေ့ဘက်မှာ Unit 6က Lesson 5ထိဖတ်ပြပြီးပြီဆိုတော့ဒီနေ့မှာ Lesson 6ကိုထပ်ပြီးတော့ဆက်ပြီးတော့ဖတ်ပြမယ် Lesson 6 Give me some bananas Give me ဆိုတာကကျွန်တော်ကိုပေးပါ some အချို့ bananas ငါပြောသည်ဒါဆို some bananas ဆိုတော့ဘာဖြစ်မှာငါပြောသည်အချို့ကျွန်တော်ကိုပေးပါတဲ့ဒီပုံစံလေးနဲ့ဒီ lessons မှာသင်ရမှာပေါ့နော်ဒီသင်ခန်းစာမှာသင်ရမှာကဲ listen and sing နားထောင်ပြီးတော့ live ပြောကြည့်မယ်ဒီအောက်မှာတစ်ခါဖတ်ပြမယ်နော်ဖတ်ပြပြီးတော့မှသူကတချင်းပုံစံလေးလိုမျိုးကြပြပုံစံလေးလိုမျိုးသူဆိုပြတာကိုဆိုကြည့်မယ်ကဲလိုက်ဆိုမယ်နော် Give me some bananas Give me some bananas ကျွန်တော်ကိုငါပြောသည်အချို့ပေးပါ How many bananas How many bananas ငါပြောသည်ဘယ်လောက်လဲ Clap hands Clap hands ဆိုတာကလက်ခုပ်တီးမှာလက်ကိုတီးမှာဒီမှာအပေါ်က3လေးပါတယ်ဒီမှာလက်ကိုဘယ်နှချက်တီးရမှာလဲ3ချက်ပြီးတော့မှ3 bananas နော်3 bananas ငါပြောသည်3လုံးပေါ့ Yes please Yes please ဟုတ်ပါတယ်လို့ပြန်ပြောတာ Here you are Here you are ဒီမှာပါတဲ့ Thank you Thank you ကျေးဇူးပါတဲ့ဒါကလူ2ယောက်စကားပြောတဲ့ပုံစံလေးကဲလိုက်ဆိုကြည့်အောင်နော် Give me some bananas How many bananas လက်ခုပ်တီးမယ်3ချက် clap 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 3 bananas Yes please Here you are Here you are Thank you အဲ့မနော်ဒီမှာကသူကငါပြောသည်3လုံးဆိုတော့လေဒီမှာလက်ကို3ချက်သူတီးသွားတာပေါ့နော်လက်3ချက်တီးသွားတာဒီငါပြောသည်3လုံးပေါ့တကယ်လို့သူက5လုံးလိုချင်တယ်ဆိုရင်တော့5ချက်တော့သူတီးမှာပေါ့နော်ကဲဒီဘက်ချမ်းမှာ practice လုပ်ကြည့်မယ်နော်ကဲဒီမှာပုံလေးတွေနဲ့ပြထားတဲ့အသီးလေးတွေဘာသီးလေးတွေဖြစ်မလဲအပေါ်ကအုံသီးဘယ်လိုခေါ်လဲ coconut ဟုတ်တယ်ဒါလေးကရော mango ဒါကဘာဖြစ်မလဲ pineapple ဟုတ်တယ်ဒါလေးကမလကာဒီဘယ်လိုခေါ်တော့ guava ဟုတ်တယ်ဒါလေးကရော papaya ဟုတ်တယ်သင်္ဘောဒီကဲဒီမှာသူပေးထားတဲ့နမူနာစကြောင်းလေးလိုက်ဆိုကြည့်မယ်နော် Give me some banana sorry Give me some coconuts ဘာပြောတာလဲကျွန်တော်ကိုအုံသီးအချို့ပေးပါဒီဘက်ကပြန်မိမယ် How many coconuts ဘယ်လောက်လဲပေါ့နော်ဘယ်လောက်လဲဘယ်နှလုံးလဲလို့ပြန်ပြီးတယ်ဒီဘက်က2 coconuts အဲ့ဒါဆိုရှင် coconuts ပြီးသွားလို့ရှင် mango ကိုလည်းအဲ့လိုလေးပဲဆိုကြည့်မယ်နော် Give me some mangoes How many mangoes ဒီဘက်ကဘယ်နှလုံးဖြစ်မလဲ5 mangoes အဲ့လိုမျိုးဒီအောက်က pineapple ဆိုရှင်လည်းဘယ်လိုပြောမှာလဲ Give me some pineapple ဒီဘက်ကပြန်မိမယ် How many pineapple ဒီဘက်မှာဘယ်လောက်ပြန်ဖြစ်မှာတော့3 pineapples အဲ့လိုမျိုးအောက်ကဆိုရှင်ရောဒါပါလဲ guava ဒါဆိုဘယ်လိုပြောမှာ Give me some guavas ဒီဘက်ကဘာလို့ပြန်ပြောမှာလဲ How many guavas ကဲဒီဘက်ကဘယ်လိုပြန်ပြောမှာတော့ 4 guavas ကဲဒီအောက်မှာ papaya ကတစ်လုံးမရှိတော့တယ်နော်ဘယ်လိုပြောမှာလဲဒီဘက်အဖွဲကGive me some papayas How many papayas ဒီမှာဆိုရှင်ဘယ်လိုပြန်ပြောမှာ1 papaya အဲ့လိုလေးပေါ့နော်တငယ်ချင်းလေးတွေနဲ့ဒီလိုလေးပြောကြည့်ပါဒီအောက်မှာသူဒီပုံစံလေးကိုပဲဒီမှာတယောက်နဲ့တယောက်ပြောကြည့်မယ်နော်ရမယ်နော်